အားလုံးပဲမင်္ဂလာပါဒီချက်ကတော့တကုံတက်ကတူယောဂဝိရဌာနရဲ့ဘဝပမောက္ခဒေါက်တာတန်းတန်းစိုးဖြစ်ပါတယ်ဒီချက်ဒီနေ့တင်ပြဆွေးနွေးမယ့်ဘာသာရပ်ကတော့မဟာသိပ္ပံပထမနှစ်ကျောင်းသူကျောင်းသားများအတွက်ပေါ့612 embryology morphogenesis ဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်ပါတယ်အဲ့ဒီထဲကမှ chapter 9 the endosperm ဆိုတဲ့ခေါင်းစဉ်နဲ့ဒီချက်ကတင်ပြဆွေးနွေးပါမယ် endosperm ဆိုတာကတော့ဒီမှာကြည့်လို့မြင်ရတဲ့ဆေးရဲ့စီကုတ်ရှိမယ်ဒီဘက်မှာ embryo ရှိမယ် embryo လေးကိုဝမ်းပိုက်ထားတဲ့ဒီနေရာဟာ endosperm ဖြစ်ပါတယ်အဲ့ဒီ endosperm ဆိုတဲ့အကြောင်းအရာဟာလူသားတွေရဲ့အစားအစာအတွက်အရင်းမြစ်ဖြစ်တဲ့အတွက်ကြောင့်မို့ဆရာမကဒီ endosperm ဆိုတဲ့ခေါင်းစဉ်အောက်မှာတင်ပြဆွေးနွေးချင်ပါတယ် endosperm ဆိုတာပါပါလေ endosperm ဆိုတာအဆေးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်သူဟာဖွံ့ဖြိုးကြီးထွားနေတဲ့ပင်လောင်းကလေးရဲ့အတွက်အစာအရာကိုတူလောင်ပေးတဲ့အရာဖြစ်ဆောင်ရွက်ပါတယ်သူမှာ starch protein နဲ့အခြားသော nutrients တွေပါဝင်ပါတယ်ဒါဆိုရင် endosperm ကလေးဘယ်ကနေဖြစ်ပေါ်လာပါသလဲဒီအပွင့်ဆောင်ပင်တွေမှာ pollination ဖြစ်ပြီးတဲ့နောက်ပိုလန်ကျုပ်ကနေပြီးတော့ဥဆောင်တည်လာတဲ့ sperm cell နှစ်ခုရှိပါတယ်အဲ့တော့ first megamy ဖြစ်တဲ့ first sperm cell ဟာ egg နဲ့ပေါင်းစပ်မှာဖြစ်ပြီးတော့ second megamy ကတော့ဒီ center မှာရှိနေတဲ့ two polar nuclei နဲ့ပေါင်းစပ်မှာဖြစ်ပါတယ်အဲ့လို second megamy နဲ့ two polar nuclei နဲ့ပေါင်းစပ်ပြီးဖြစ်ပေါ်လာတဲ့ primary endosperm nucleus ကနေပြီးတော့ cell division ဖြစ်ရင်းနဲ့ဆရာမတို့ခုပြောမယ် endosperm ကိုဖွဲ့စည်းမှာဖြစ်ပါတယ်Where is the endosperm located? Endosperm ဟာဘယ်နေရာမှာရှိပါသလဲ Endosperm ဟာအစားအစာတွေကိုတူလောင်ပေးတဲ့ tissue ဖြစ်ပြီးတော့များစွာသောအပွင့်ဆောင်မင်းတွေရဲ့အစိတ်ထဲမှာရှိမှာဖြစ်ပါတယ်။သူဟာဆိုရင် embryo လို့ခေါ်တဲ့ပင်လောင်းကလေးကိုဝိုင်းရံထားပြီးတော့အဲ့ဒီပင်လောင်းကလေးတွေလိုအပ်တဲ့အာဟာရကိုထောက်ပံ့ပေးပါတယ်။အဲ့ဒီအာဟာရတွေမှာတော့ starch, proteins နဲ့ vitamins တွေပါမှာဖြစ်ပါတယ်။အဲ့ဒီ endosperm တွေဟာဒီဆရာမတို့အမြဲစားသုံးနေတဲ့ nutrient အာဟာရပေးနေတဲ့လူသားတွေအတွက်အာဟာရပေးနေတဲ့အပင်တွေကောက်ပဲသီးနဲ့ရှိတဲ့ plants တွေထဲမှာပါဝင်နေတဲ့အတွက်ကြောင့်မို့ဆရာမတို့ရဲ့အစားအစာအရင်းမြစ်အရေးကြီးပါတယ်။ Why Dicot has no endosperm? Dicot တွေမှာဘာကြောင့် endosperm မရှိပါလဲ။ Monocot တွေမှာဆိုရင် cotyledon ဆိုတဲ့အရာဟာဆေးရဟာအစာအရာတွေကိုစုပ်ပေးတဲ့အရာဖြစ်ပါတယ်။ endosperm ကတော့အဲ့ဒီစုပ်ယူထားတဲ့အစာအရာတွေကိုတူလောင်ပေးတဲ့ food storage tissue အနေနဲ့လုပ်ဆောင်ဖြစ်ပါတယ်။ဒါပေမဲ့ dicot တွေရဲ့ mature ဖြစ်ပြီးသားရင်းပြီးသား dicot တစ်ခုမှာဆိုရင်တော့ cotyledon ဆိုတဲ့ဆေးရွက်တွေပါဝင်ပါတယ်။ endosperm တော့ပါဝင်ခြင်းမရှိပါဘူး။ endosperm တွေဟာ cotyledon နဲ့မတူပါဘူး။ endosperm တွေကဆိုရင်ဒီ second main nuclei နဲ့ two polar nuclei တို့ရဲ့embryo cell ထဲမှာပေါင်းစပ်ခြင်းကနေပြီးတော့ဖြစ်ပေါ်လာတဲ့ cell ကနေမှ division ဖြစ်တာဖြစ်ပါတယ် What is endosperms and the types of endosperms? Endosperm types 3မျိုးရှိပါတယ် nuclear type, cellular types နဲ့ heliobia types တို့ဖြစ်ပါတယ်အဲ့ဒီ endosperm ရဲ့ဖွဲ့စည်းခြင်းအားဆိုလို့ရှိရင်ပထမဆုံး zygotic division ပြီးတဲ့နောက်မှာဆဲကွဲခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အဲ့ဒီ endosperm တွေမှာတူလောင်စာတွေကိုစုဆောင်းပေးမှာဖြစ်ပြီးတော့ဒီ developing embryo လေးတွေ nutritive tissue တွေနဲ့ထမ်းဆောင်မှာဖြစ်ပါတယ်။ Type of endosperms. Endosperms အမျိုးအစားတွေကိုဆရာမပြောချင်ပါတယ်။ endosperm အမျိုးအစားတွေကတော့ဒါဟာ nuclear endosperm ဖြစ်ပါတယ်။ဒီဘက်ကတော့ cellular endosperm ဖြစ်ပြီးတော့တတိယအမျိုးအစားကတော့ heliobia endosperm ဖြစ်ပါတယ်။ပထမဆုံးဖြစ်တဲ့ nuclear endosperm အကြောင်းပြောချင်ပါတယ်။ nuclear endosperm ဆိုလို့ရှိရင် primary endosperm nucleus တွေကွဲတဲ့အခါမှာကွဲပြီးတော့မှဖြစ်ပေါ်လာတဲ့ nucleus တွေဆဲကွဲတဲ့အခါမှာဆဲကွဲခြင်းပထမဆဲကွဲခြင်းထပ်မံဆဲကွဲခြင်း divide တွေဖြစ်တဲ့အခါမှာသူ့ရဲ့ nucleus ကွဲပြားခြင်းသာဖြစ်ပေါ်ပြီးတော့ nucleus ကွဲပြီးတဲ့အခါမှာချက်ချင်းလိုက်လာရမယ် cell wall ဖွဲ့စည်းခြင်းမရှိပါဘူးဒီမှာမြင်ရမှာဖြစ်ပါတယ်ပထမဆုံး cell division ဖြစ်ပါတယ်ဒီပြိုင်နဲ့ပဲနောက်ထပ်သော cell ကွဲခြင်းတွေ nucleus ကွဲခြင်းတွေဖြစ်ပါတယ်
အဲ့ဒီ nucleus တွေ cell ပိုင်းချင်းစတိုင်းဖြစ်ပေါ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ nucleus စာအရေးအတွက်ဟာ4ခု8ခု16ခု32ခုစသည်ဖြင့်စပေါ်အချိန်တွေမှာအများမှာဖြစ်ပါတယ်အဲ့ဒီ nucleus တွေကွဲနေတဲ့အချိန်မှာ cell wall ဖွဲ့စည်းခြင်းမရှိပါဘူးနောက်ထပ်ထပ်ကွဲလာမဲ့ nucleus division အကြတော့ခုနလိုမျိုးတပြိုင်နဲ့ဆဲကွဲတာမျိုးတပြိုင်နဲ့ nucleus ကွဲခြင်းမျိုးမဖြစ်ပေါ်တော့ပါဘူးဒါကြောင့်မို့ဒီလွတ်လပ်စွာရှိနေတဲ့ free nuclei တွေဆိုလို့ရှိရင် cytoplasm embryocyte ရဲ့ cytoplasm မှာလွတ်လပ်စွာတည်ရှိနေတာကိုတွေ့ရပါလိမ့်မယ်အဲဒီ nucleus အများစုဟာတဖြည်းဖြည်းနဲ့အလယ်မှာရှိတဲ့ cell ရေခွက်ရဲ့ကြီးထွားလာခြင်းကြောင့်ဘေးကိုတဖြည်းဖြည်းနဲ့တွန်းပို့ခြင်းခံရတာဖြစ်ပါတယ်များစွာသော nucleus တွေဟာဆိုလို့ရှိရင် micropylar end လို့ခေါ်တဲ့သရေပေါက်ရှိရာအစုံပိုင်းနဲ့ cellulose end လို့ခေါ်တဲ့စက်ညစ်ဘက်အစုံဘက်ကိုတူကပ်သွားတာဖြစ်ပြီးတော့အလယ်ဘေးဘက်တွေမှာကျတော့အလွှာပါတစ်ခုနဲ့နေတာကျန်နေမှာဖြစ်ပါတယ်အဲ့တော့အလယ်ရှိနေတဲ့လွတ်လပ်စွာတရှိနေတဲ့ nucleus တွေရဲ့အရေးအတွက်ပေါ်မှာမူတည်ပြီးတော့ဒီ cell formation မဖြစ်ခင်မှာ cell ကွဲခြင်းဖြစ်တဲ့ nucleus ကွဲခြင်းဖြစ်ပေါ်တဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့မျိုးစိတ်တွေမှာအမျိုးမျိုးတွေ့ရမှာဖြစ်ပါတယ် first time မှာဆိုလို့ရှိရင်ရာပေါင်းများစွာသော nucleus တွေဟာဒီ cell နံရံမဖြစ်ပေါ်ခင်မှာကွဲနေတာကို embryocyte တွေမှာမြင်ရမှာဖြစ်ပါတယ်ဒုတိယမျိုးစားမှာတော့ cell နံရံဖွဲ့စည်းခြင်းတွေဟာလုံးဝကိုဖြစ်ပေါ်လာခြင်းမရှိပါဘူးတတိယမျိုးစားမှာတော့ cell နံရံဖွဲ့စည်းခြင်းဟာ cell nucleus ရဲ့ division nucleus 10ခုကနေပြီး16ခုဖွဲ့စည်းပြီးတဲ့အချိန်မှာကိုပဲ cell wall formation လိုက်လာတာမျိုးကိုတွေ့ရပါတယ် cell wall formation ဆိုလို့ရှိရင်အဲ့လို cell နံရံတွေဖွဲ့စည်းခြင်းဟာ centripetal လို့ခေါ်တဲ့ဘေးဘက်ကနေပြီးတော့အလယ်စင်တာကိုဖွဲ့စည်းလာတာမျိုးတွေ့ရတယ်လို့ဒီခါတည်းရမှာကြာရင် apex လို့ခေါ်တဲ့ထိပ်ဘက်ကနေပြီးတော့အောက်ခြေဘက်ကိုဖွဲ့စည်းလာတာမျိုးလည်းတွေ့ရပါတယ်တွေ့ရနေတဲ့ wall formation ကတော့ဒီပြိုင်နဲ့ဖြစ်ပေါ်ခြင်းမျိုးကိုတွေ့ရနေပါတယ်ဒါပေမဲ့ check မှာတော့တွေ့ရပါတယ်ဘယ်လိုပဲ cell wall formation ရှိသည်ဖြစ်စေ cell ဘယ်လိုပဲဖွဲ့စည်းခြင်း cell ရဲ့ဖွဲ့စည်းပုံစံမျိုးကဲ့သို့ရှိသည်ဖြစ်စေ embryocyte တစ်ခုလုံးဟာ cell နဲ့ပြည့်နေခြင်းမျိုးကိုတွေ့ရသလို cell တစ်လွှာသို့မဟုတ်နှစ်လွှာနဲ့ရှိတာမျိုးကိုလည်းတွေ့ရပါတယ်ပြီးတော့ကျန်တဲ့စိတ်ပိုင်းမှာတော့ endosperm ရဲ့ကျန်တဲ့အစိတ်ပိုင်းတွေမှာတော့လွတ်လပ်စွာတည်ရှိနေတဲ့ free stage တွေနဲ့ရှိနေတဲ့ nucleus တွေကိုတွေ့ရမှာဖြစ်ပါတယ် cell နံရံရဲ့ဖွဲ့စည်းခြင်း cell formation ဟာဆိုလို့ရှိရင် micropylar bag လို့ခေါ်တဲ့ဒီသရေပေါက်ရှိတဲ့အစုံပိုင်းမှာရှိနေ embryocyte ရဲ့သရေပေါက်ရှိတဲ့အစုံဘက်မှာပဲရှိနေတာမျိုးကိုလည်းတွေ့ရပါတယ်တခါတည်းရမှာခုနကပြောခဲ့တဲ့ပုံစံ3ခုစလုံးပါဆိုလို့ရှိရင် family တစ်ခုထဲမှာရောနှောပြီးတော့တွေ့နေရတာမျိုးကိုလည်းတွေ့ရပါတယ် example အားဖြင့် Carophylacea family ဖြစ်ပါတယ်အဲ့ nucleus တွေရဲ့ cell nucleus ကွဲခြင်း condition တွေအခြေအနေအရဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့ပုံမှာမူတည်ပြီးတော့ nucleus တွေမှာ uninucleate ပုံစံနဲ့ multinucleate ပုံစံဆိုပြီးတော့တွေ့ရပါတယ်ဒုတိယတစ်မျိုးအနေနဲ့တွေ့ကျင်တာပြောချင်တာကတော့ cellular endosperm ပဲဖြစ်ပါတယ် cellular endosperm ကတော့ဒီပုံမှာမြင်ရတဲ့အတိုင်းပါပဲ first new ပထမဆုံးအကြိမ် nucleus division ပြီးတာနဲ့ cell နံရံဖွဲ့စည်းတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဟာဆိုရင်ခုနကပြောခဲ့တဲ့ nuclear division နဲ့ nuclear type endosperm တွေနဲ့မတူတဲ့အချက်ပဲဖြစ်ပါတယ်အဲ့ဒီမှာဆိုရင် primary endosperm nucleus တွေကွဲတဲ့အခါကွဲပြီးတဲ့ချက်ချင်းပဲ cell wall formation လိုက်လာပါလိမ့်မယ်ပထမဆုံး cell wall ဟာများသောအားဖြင့်ကလန်ပြတ်ကွဲပါတယ်တခါတရံတော့ vertical တွေ့ရပါလိမ့်မယ်အဲ့ဒီ cell division ရဲ့ plane ဟာဆိုရင်အတီးတကျမရှိပါဘူး downline တော့မဟုတ် transfer ကွဲတဲ့အတွက်ကြောင့်မလို့ vertical type နဲ့ transfer type ဆိုပြီးတော့ခွဲခြားသိနေရမှာဖြစ်ပါတယ်ပထမဆုံး vertical type ကိုပြောချင်ပါတယ်လန်ချဘတ်က1909မှာဗာပြောခဲ့လဲဆိုရင် Ectosa ဆိုတဲ့ genus မှာပထမဆုံး first division လို့ပဲ second word division တွေကလည်း endosperm mother cell ရဲ့ first cell second cell division တွေကဟော vertical ဖြစ်ပါတယ်ဒါကြောင့်မို့သူ့ရဲ့ရလာတဲ့အဖြေဟာ cell လေးလုံးကြီးမားတဲ့ cylindrical ပုံစံ cell လေးလုံးတက်စီနေတာကိုတွေ့ရမှာဖြစ်ပါတယ် first second ပြီးတော့တတိယမြောက်လိုက်လာတဲ့ third division ကကြတော့ကန်လန်ပြတ်ပွဲမှာဖြစ်ပါတယ်ဒါကြောင့်မို့ cell ရှစ်လုံးကိုနှစ်တန်းအနေနဲ့တွေ့ရမှာဖြစ်ပါတယ်နောက်ထပ်လိုက်လာမဲ့ fourth division ကကြတော့ transfer ပဲဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့နောက်ကဆက်ပြီးလိုက်လာမဲ့ subsequent division တွေကတော့အလင်းတဲ့လို irregular ပွဲမှာဖြစ်ပါတယ် first lens က1938မှာဗာပြောခဲ့လဲဆိုရင်
Helosis regina မျိုးစားမှာပထမဆုံး first division ဟာလောင်ဂျီဂျူတင်နဲ့ဖြစ်ပါမယ်။ဒါပေမဲ့တစ်ခါတည်းမှာ oblate လို့ခေါ်တဲ့နှစ်မျိုးကြားတွေကခက်ဆန်းဆန်းပုံစံလေးတွေ့နိုင်ပါတယ်။နောက်တစ်ခုပြောချင်တာကတော့ transfer type ဖြစ်ပါတယ်။ transfer type ကို family Annonaceae, Aristolochiaceae, Gentianaceae, Boraginaceae ဆိုတဲ့ family တွေမှာတွေ့ရမှာဖြစ်ပါတယ်။သူ့ရဲ့ပထမဆုံး first division က transfer ကလန်ပြကွဲပါတယ်။သူကနောက်ကလိုက်လာတဲ့ second division ကလည်း same plane လို့ခေါ်တဲ့ D transfer နဲ့ပဲကွဲမှာဖြစ်ပါတယ်။ဒါကြောင့်မလို့သူ့မှာဆိုလို့ရှိရင် cell လေးခုဟာအတန်းလိုက်အနေထားနဲ့တွေ့ရပါလိမ့်မယ်။များသောအားဖြင့်တွေ့ရတာကတော့ first division ပြီးရင်လိုက်လာတဲ့ second division ဟာ vertical ပုံစံနဲ့ကွဲတာကိုတွေ့ရပါတယ်။အဲဒီလို first second ပြီးတော့လိုက်လာတဲ့ subsequent wall တွေကကြတော့အလင်းသင့်ပြီးကွဲတာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ Helobial endospan ကိုပြောချင်ပါတယ်။ Helobial endospan ကတော့ဒီမှာဒီ first megami ပေါင်းတဲ့နေရာ second megami ဒီမှာ endospan ရဲ့အစပေါ့ endospan စတင်ဖြစ်ပေါ်လာတဲ့အချိန်မှာဒီ endospan cell လေးရဲ့စပြီးကွဲတဲ့အချိန်ကိုသူကစပြီးပြောချင်ပါတယ်။အဲ့လိုကွဲတဲ့အခါမှာပထမဆုံး nucleus ကွဲပြီးတာနဲ့ဆဲနေရန်လိုက်ကွဲပါတယ်။လိုက်ကွဲတဲ့အခါမှာဒီ micropylar end လို့ခေါ်တဲ့သရေပေါက်ရှိတဲ့ဘက်အချိန်မှာကြည့်ပြီးတော့ဒီဘက်ကသူ့ရဲ့ဆန့်ကျင်ဘက် chalaza end ဘက်ကရှိတဲ့ချိန်မှာသေးနေတာကိုဒီပုံမှာမြင်ရပါလိမ့်မယ်။သူဟာဆိုလို့ရှိရင် Helobial endospan ဟာခုနကပြောခဲ့ပြီးသားဖြစ်တဲ့ nuclear endospan နဲ့ cellular endospan ရဲ့ကြားအခြေအနေမှာရှိပါတယ်။သူရဲ့ first division primary endospan nucleus ရဲ့ပထမဆုံးဆဲကွဲပြီးတဲ့အချိန်မှာပဲဆဲနိုင်ရင်ဖွဲ့စည်းခြင်း transfer ကိုလိုက်ပါတယ်။ embryo cells ဟာအဲ့ဒါကြောင့်မို့ချိန်မှာနှစ်ခုအနေနဲ့ဒီမှာတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကိုဆရာမတို့ကဒီဘက်ကကောင်ကိုဒီချိန်မှာအကြီးကိုတရေပေါက်ဘက်မှာရှိလို့ micropylar ချိန်မှာလို့ခေါ်ပြီးတော့ဒီကောင်တော့သူ့ရဲ့ဆန့်ကျင်ဘက်မှာရှိတဲ့ chalaza ချိန်မှာလို့ဆရာမတို့သတ်မှတ်ပါတယ်။ဒီ micropylar ချိန်မှာဆိုရင်ရွယ်စားကြီးပါတယ်။သူ့မှာရှိတဲ့ nucleus division တွေအားဆိုလို့ရှိရင်အကြိမ်များစွာ free nuclei ဖြစ် division ဖြစ်ပါတယ်။ဒီ chalaza ချိန်မှာကျတော့ခုနကmicrobial ချိန်မှာတက်ဆိုင်ရင်သေးပါတယ်။သူ့မှာ nucleus division လုံးဝမရှိတာမျိုးရှိတယ်လို့အနည်းငယ်တော့ division ဖြစ်တာမျိုးလည်းရှိပါတယ်။နောက်တစ်ဆိုရင် cell wall formation อ่ะဆိုလို့ရှိရင်ဒီ micropylar ချိန်မှာဘက်မှာဆက်ပြီးတော့ cell wall formation တွေဖြစ်တာမျိုးတွေ့ရပြီးတော့ဒါကြောင့်မလို့ micropylar အဘက်မှာပဲ cell ကွဲခြင်းတွေများတဲ့အတွက်ကြောင့်မလို့သူ့ကို main endospan အနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ chalaza ချိန်မှာလေးကတော့နောက်ဆုံးမှာဘာဖြစ်လာမလဲဆိုရင် crash လို့ကွဲချေသွားပြီးတော့ nucleus တွေကပြတ်ကွဲသွားမှာဖြစ်ပါတယ်။ဒီရေပုံအားဖြင့်ဆိုလို့ရှိရင် Helobial type endospan တွေကိုအများဆုံး monocotyledonous family တွေမှာတွေ့ရပါတယ်။ဆရာမတို့လူသားတွေအတွက်အထောက်ပံ့ပေးတဲ့ series တွေမှာပေါ့။ Dicotyledonous family တွေမှာတော့ဒီ Helobial type မျိုးကိုမတွေ့ရပါဘူး။တကယ်လို့သူ့မှာတွေ့ခဲ့တယ်ဒီလိုပုံစံမျိုးတွေ့ခဲ့တယ်ဆိုရင်တော့သူဟာ cellular division နဲ့ nuclear cellular endospan နဲ့ nuclear type endospan တွေရဲ့ modification ပုံစံနဲ့တွေ့ရမှာဖြစ်ပြီးတော့ Helobial type endospan ကိုတော့လုံးဝတွေ့ရမှာမဟုတ်ပါဘူး။ဒါကတော့ဒီ chapter ဒီမှာပြချင်တာတော့ဆရာမက endospan သုံးမျိုးစလုံးရဲ့ developmental status ကိုပြောချင်ပါတယ်။ A to E อ่ะဆိုလို့ရှိရင်တော့ cellular endospan ရဲ့ developmental stage ဖြစ်ပါတယ်။ F ကနေပြီးတော့ JD အခြေအနေကတော့ nuclear endospan ရဲ့ developmental stage ဖြစ်ပါတယ်။ BK ကနေပြီးတော့ OT ကတော့ဒီ Helobial endospan ရဲ့ developmental stage တွေဖြစ်ပါတယ်။ဒါကတော့ကလေးတို့လေ့ကျင့်ဖို့ရပေးထားတဲ့ questions တွေဖြစ်ပါတယ်။အားလုံးစိတ်ချမ်းသာကိုချမ်းသာရှိကြပါစေ။